မြန်မာနိုင်ငံမှာအခုကျင်းပနေတဲ့ရွေးကောက်ပွဲဟာတရုတ်သမ္မတရှီကျင်းဖျင်နဲ့စစ်တပ်အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြားရရှိထားတဲ့သဘောတူညီချက်ကိုအကောင့်ထဲပေါ်နေတယ်ဆိုတာဒီရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်ဖို့ရောက်နေတဲ့တရုတ်နိုင်ငံသားရေးဌာနအာရှရေးရာအထူးကိုယ်စားလှယ်တိတ်ရှီကျွင်းကဒီဇင်ဘာလ29ရက်နေ့မှာထုတ်ဖော်ပြောကြားလိုက်ပါတယ် At the invitation of UEC, which is one of the important measures of implementing the consensus between President Xi Jinping and the Myanmar acting President Min Aung Hlaing. ဒီရွေးကောက်ပွဲဟာသမ္မတရှီကျင်းဖျင်နဲ့မြန်မာယာယီသမ္မတမင်းအောင်လှိုင်တို့နှစ်ဦးအကြားရရှိထားတဲ့သဘောတူညီမှုကိုအကောင့်ထဲပေါ်ခြင်းဖြစ်ပါတယ်။ဒါဟာတရုတ်မြန်မာချစ်ကြည်ရေးကိုတရုတ်ဘက်ကဘလောက်အလေးပေးတယ်ဆိုတာကိုပြသခြင်းဖြစ်တယ်လို့တရုတ်နိုင်ငံကဒီရွေးကောက်ပွဲကိုအပြည့်အဝထောက်ခံအားပေးတယ်ဆိုတာကိုပြသတာလည်းဖြစ်ပါတယ်လို့တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တိန့်ရှီကျွင်းကဒီဇင်ဘာလ29ရက်နေ့မှာပြောသွားတာပါမြန်မာနိုင်ငံမှာရွေးကောက်ပွဲတကယ်ကျင်းပဖြစ်တော့မယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေစစ်တပ်ကစတင်ထုတ်ပြန်ကြတဲ့ကဒါဟာတရုတ်အစိုးရကနောက်ွယ်ကပံ့ပိုးပေးမှုတွေပါနိုင်တယ်ဆိုပြီးမြန်မာအရေးလေ့လာစောင့်ကြည့်သူတွေအကြားထင်မြင်ယူဆချက်တွေရှိခဲ့ကြပါတယ်မြန်မာပြည်တွင်းရေးမှာတရုတ်နိုင်ငံဟာဝင်ရောက်ဆွတ်ဖက်တဲ့အဆင့်ကိုကျော်လွန်ပြီးယာနှုံးပြီးစိုးမိုးချယ်လှယ်တဲ့အဆင့်ကိုရောက်နေတယ်ဆိုတာကိုတရုတ်ကိုယ်စားလှယ်တိန့်ရှီကျွင်းရဲ့မှတ်ချက်ကသက်သေအဖြစ်ပြနေပါတယ်ဒီဇင်ဘာလ28ရက်နေ့ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲအပိုင်း1အပေါ်နိုင်ငံတကာကလေ့လာစောင့်ကြည့်သူတွေရဲ့မှတ်ချက်ပေးတဲ့အခမ်းအနားမှာတိတ်ရွှေချင်းကအဲ့ဒီလိုပြောခဲ့တာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲရွေးကောက်ပွဲဆိုတာဟာပြည်တွင်းရေးကိစ္စလို့တရုတ်နိုင်ငံကယူဆတဲ့အကြောင်းလဲပြောခဲ့ပြန်ပါတယ်။ We regard that the general election is domestic affair of Myanmar. အထူးရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စလို့ကျွန်တော်တို့ယူဆပါတယ်။ဒီရွေးကောက်ပွဲအောင်မြင်မှုအတွက်တရုတ်နိုင်ငံကဆုတောင်းပေးပါတယ်လို့တိတ်ရွှင်ချင်းကပြောသွားတာဖြစ်ပါတယ်။ဒါဟာတရုတ်အစိုးရရဲ့အပြောနဲ့လက်တွေ့လှုပ်ဆောင်မှုတွေစန့်ကျင်မဲ့ဖြစ်နေတယ်ဆိုတာကိုပြသလိုက်တာလည်းဖြစ်ပါတယ်။သူပြည်တွင်းရေးဝင်ရောက်ဆွတ်ဖက်တာကိုမကြိုက်တဲ့တရုတ်အစိုးရဟာမြန်မာပြည်တွင်းရေးကိုတော့ဆွတ်ဖက်ရုံနဲ့မကပဲအာဏာလက်ဝယ်ရှိတဲ့သူတွေကိုငွေပေးဝယ်ပြီးအိတ်ခတ်ထဲထည့်ထားတဲ့အဆင့်ကိုရောက်နေတယ်ဆိုတာကိုဒီရွေးကောက်ပွဲမှာတရုတ်အစိုးရရဲ့ပါဝင်ကူညီပေးမှုတွေကပြသနေပါတယ်။ဒီတိုင်းဆိုရင်တော့ရွေးကောက်ပွဲပြီးလို့တက်လာတဲ့အစိုးရဟာတရုတ်အစိုးရအလိုကျတရားဇာတာတွေထုတ်ယူခွင့်ရှိအောင်ဘလို့စီမံကိန်းတွေကိုလက်မှတ်ထိုးအတည်ပြုပေးမလဲဆိုတာကိုမြန်မာပြည်သူတွေကရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေရမယ့်သဘောရှိပါတယ်ခင်ဗျာကျွန်တော်ဇော်ဝင်းလိုက်ပါ